Hey guys အိတ်ကြပြီလားကျမဒီနေ့ည calling လေးတစ်ခုရနေလို့ပေါ့နော်အဲ့ဒါဘာလဲဆိုတော့မင်းတို့ရဲ့တစ်ဖက်လူမင်းတို့နဲ့အခုအဆက်အသွယ်ပြတ်သွားတဲ့လူဖြစ်ပါစေမင်းတို့ရဲ့ ex ပေါ့နော်ဆိုလိုတာကအခုအဆက်အသွယ်မရှိတဲ့လူတွေဒါမှမဟုတ်လို့ရှိရင်ဒါအဆက်အသွယ်ပြတ်ပြီးသွားတဲ့ကြာနေပြီဆိုတဲ့လူတွေပေါ့သူတို့စီကနေမင်းတို့ဘာများပြောချင်တယ်လဲဆိုတာကိုအရင်ကဒီနေ့ calling လေးတအားရနေတယ်အဲ့တော့ဒါလေးတစ်ချက်အတူတူကြည့်လိုက်ရအောင်နော်အဲ့တော့မင်းတို့တစ်ဖက်လူမင်းတို့နဲ့အခုဆက်သွယ်ပြတ်နေတဲ့လူအဆက်သွယ်ရှိရင်တောင်မှဒီစိတ်ချင်းဝေးနေတဲ့လူတွေပေါ့နော်သူတို့မင်းဘာတွေပြောချင်နေလဲဆိုတော့ဒီနေ့ကြည့်ကြမယ်ပေါ့နော်ဒါ collective တွေကိုသူတို့ဘာတွေပြောနေချင်လဲသူတို့စိတ်ထဲမှာပြောချင်တဲ့စကားတွေအရင်ပြင်းထန်နေတယ်အဲ့တော့ဒီ readings ကိုမြင်တဲ့လူတွေဒါသူတို့စီကတည်င်းစကားပေါ့နော်ကြည့်လိုက်ရအောင်ဒီမှာ noise တွေပါလာရင်သိခံပြီနော်အပြင်မှာခွေးတွေအရန်ဟောင်းနေလို့ပါဒါပေမဲ့ကျမတို့အိတ်နေပြီဒါပေမဲ့အဲ့လိုလေဒီဟောက်ကအရန်ကိုဒီထားပြောစီချင်နေတယ်ဆိုတော့ feeling ကိုရတယ်အဲကြောင့်မို့လို့ညရင်ချင်းထားလုပ်ပေးလိုက်တာပေါ့နော်ကဲညနေကြည့်လိုက်ရအောင်ဒါလေးက short reading နဲ့ဖြစ်မှာပါဒါကMother Aphrodite ရှေ့မှာ blessing ခံရင်တခါတည်းဖက်ပြီးတာပေါ့နော် Okay ကြည့်လိုက်အောင်ကျမတို့ဆိုတော့ကOh my god ဒီမှာကလေ readings လုပ်နေကြနေရတော့မဟုတ်ဘူးအဲ့တော့နေတော့ဒီမှာသိခံပြီနော်ကဲအဲ့တော့ဘာတွေ့လဲဆိုတော့မင်းတို့နှစ်ယောက်ဒါမင်းကတော့အဓိကပေါ့နော်ဒါအခုကြည့်နေတဲ့လူကတော့တဲ့ဘာလဲဆိုတော့အလုံးဝကိုဒီမှာ depressed ဖြစ်နေတယ်ဒီစိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေပါထိခိုက်သွားတဲ့သဘောမှရှိတယ်မင်းဒီအရာကိုတအားယုံကြည်ထားတယ်သူ့ပေါ်မှာယုံကြည်ချက်တွေကတအားပြိုလဲသွားတယ်အဲ့တော့ပထမ first time တရားရောက်ရဲ့လဲစားမှုကိုခံလိုက်ရတဲ့လူတွေလဲပါတယ်တချို့ကျတော့ဒုတိယအချိန်တတိယအချိန်ပေါ့ဘယ်လိုပဲဖြစ်ပါလက်စားခံရတဲ့လူဆိုတာကတော့ဒီပြိုလဲသွားတာပေါ့နော်တချို့ကျတော့ပထမဆုံးအချိန်ယုံကြည်မှုကိုချိုးဖောက်ခံလိုက်ရတယ်တချို့လူတွေကျတော့အချိန်ယုံထားပြီးတော့မှဒီတစ်ခေါက်တော့မလုပ်တော့ပါဘူးလေဆိုတော့အရာတစ်ခုကိုတစ်ဖက်သားကချိုးဖောက်သွားတဲ့ပုံစံမျိုးပြီးတော့အဖြစ်တွေကမင်းပေါ်မှာပုံချသွားတဲ့ပုံစံမျိုးလေးကိုမြင်ရတယ်အဲ့တော့တစ်ဖက်သူကဘာလို့အလုပ်လုပ်သွားတာလဲဆိုတော့ဒီအခြေအနေနဲ့ပတ်သက်လာလို့ရှိရင်လည်းသူမယုံကြည်တော့ဘူးဒီလမ်းကိုသူကောင်းကောင်းရှောက်နိုင်လိမ့်မယ်လို့သူမထင်ဘူးဒီအချစ်ရေးမှာတကူကိုလွဲချော်နေတယ်လို့သူခံစားရတယ်အပြေရှာချင်နေတယ်တဲ့နော်ပြီးတော့သူ့မှာရိမ့်ရိုင်သွားတဲ့စိတ်ခံစားချက်တချို့ရှိတတ်တယ်ဒီပိုကောင်းမယ်လို့ထင်တဲ့လမ်းကိုသူကရွေးချယ်သွားတယ်ဒါပေမဲ့အခုအချိန်သူရွေးလိုက်တဲ့လမ်းကသူ့ပေါ်တကယ်ကောင်းမကောင်းဆိုတာကိုသူသိချာမသိဘူးတဲ့ဘာလို့လဲဆိုတော့မင်းသူ့ပေါ်မှာအရင်ကောင်းခဲ့တယ်မင်းလောက်ကောင်းတဲ့လူမျိုးကိုတော့သူမတွေ့သေးဘူးစိတ်ခံစားချက်အရာသာသူဒီလမ်းကိုရှောက်ခဲ့ပေမဲ့မင်းထက်ကောင်းတဲ့လူမတွေ့နေဘူးတဲ့အဲ့တော့ဘာဖြစ်လဲသူ့အနေနဲ့ဖြစ်နိုင်ရင်တော့ဒီနောက်ပြန်လဲလာခြင်းနဲ့စိတ်ကလေးရှိတယ်။ဒါပေမဲ့ तू ကခေါင်းမာတယ်။ခေါင်းမာတာဖြစ်တဲ့အတွက်ဒီအရာကို तू ကအဆုံးထိတော့ဆက်တော့တိုးသွားအောင်မယ်။တကယ်လို့သူ့စိတ်ထဲမှာဒီအရာတွေကသူ့အတွက်မဟုတ်တော့ဘူး။ तू သွားနေတဲ့လမ်းကမှားနေတယ်လို့ထင်လို့ရှင်မင်းစီကိုအချိန်မျိုးပြန်လာဖို့အတွက် तू ကမလေးဘူးတဲ့နော်။နည်းနည်းတော့အတားရှိတယ်နော်။တစ်ဖက်သားကလေမင်းကိုချစ်တယ်ဆိုတာချက်သူ့ကိုသူတအားချစ်တယ်။ तू အဆင်ပြေတဲ့လမ်းကိုသူ့ရဲ့အုံနောက်နဲ့ရွေးချယ်နေတာ။နော်ဘာလို့လဲဆိုတော့မင်းကိုသူမပြတ်သေးဘူးဒီမှာဘာတွေ့လဲဆိုတော့မင်းပေါ်မှာသူပြတ်သားတဲ့စိတ်ဒီလုံးဝကြီးမင်းကိုလုံးဝမကြည့်ချင်လောက်အောင်မဟုတ်ဘူးသူဒီအချိန်မီပြန်လာခြင်းနဲ့လုံးလုံးစင်မှာတော့သူနေနေတဲ့နေရာမှာသူစဉ်းစားနေတာရှိသေးတယ်ပေါ့ကွာဘာလို့ဆက်လုပ်ရမလဲအဓိကအားဖြင့်တော့မင်းတို့စဉ်းစားတာတော့မဟုတ်ဘူးသူတက်သူစဉ်းစားတာနော်မင်းကသူ့ပေါ်တအားချစ်တယ်ဆိုတာကိုသူသိတယ်အဲ့တော့ तू ကဘာလုပ်မလဲဆိုတော့မကြခင်မှာတော့ तू ရဲ့ဒီခြေလမ်းတွေကိုတွေ့ရလိမ့်မယ်ပေါ့နော်သူသဖြင့်တော့ဒီတကြံပေးရက်တွေကနေစပြီးတော့မှလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီအချိန်လောက်ကနေစပြီးတော့မင်းပေါ်မှာ तू ပြန်ပြီးတော့မှစဉ်းစားလာတယ်စဉ်းစားလာမယ်
နော်ဒီမှာတွေ့ရမင်းဒါကျင်နေမှလည်းသူသိရနော်မသိလို့မဟုတ်မင်းစိတ်ကိုသူအသိဆုံးပဲအတိတိကြီးနဲ့ကိုဒီလမ်းကိုသူရွေသွားတယ်ဒါပေမဲ့တဲ့အခုချိန်မှာတအားစင်ပြေမနေဘူးတဲ့မင်းတော့ငါ့ဘောဘယ်သူမှမကောင်းဘူးတွေဖြစ်နေတာနေမှာပေါ့နော်အဲ့ဒီပုံစံဖြစ်တဲ့အတွက်သူဒီကိုပြန်လာဖို့တွေစဉ်းစားလာတယ်ဒါပေမဲ့ကိုပြောလိုက်တဲ့စကားတွေထဲမှာသူ့အတွက်ပြတ်သားသွားတဲ့စကားမျိုးရှိတဲ့တယ်မင်းတို့ကတကယ်တော့မပြတ်သားနိုင်ဘူးဒါပေမဲ့တခါတလေမာနကိုခြေခံပြီးပြတ်သွားသလိုပြတ်သားနိုင်တဲ့ပုံစံမျိုးတွေမင်းတို့ပြောတယ်ပြီးတော့ဒီသူမရှိလည်းဘာမှမဖြစ်ပါဘူးဆိုတဲ့ပုံစံမျိုးမှန်တင်ပြီးနေတာမျိုးတွေရှိတယ်တခါတလေမှာတစ်ဖက်လူကအဲ့ဒါကိုကြည့်ပြီးတော့မှနည်းနည်းတော့သူကြောက်နေတယ်ပေါ့နော်နည်းနည်းတော့သူကိုယ်စီပြန်လာဖို့နည်းနည်းတော့လန့်နေတယ်ဆိုတဲ့ပုံစံမျိုးလေးရှိတယ်ဒါပေမဲ့သူအတွက်သူကြည်တာဖြစ်တဲ့အတွက်သူသွားနေတဲ့လမ်းမှာသူရွေးချယ်တဲ့လမ်းမှာတပ်ပါတီလည်းရှိချင်းရှိမယ်ကွာသူရွေးချယ်သွားတဲ့လမ်းကမကောင်းထင်မင်းစီကိုအချိန်ကြီးပြန်လာဖို့အတွက်ပြီးတော့ဒီစ조사တွေမင်းပေါ်မှာပြန်ပြီးချီနှောင်ထားလိုက်အောင်မယ်ဆိုတာမျိုးကိုတွေ့တယ်အဲ့တော့နော်အခုတပ်ပါတီရှိမရှိလေးတစ်ချက်ပြန်ကြည့်လိုက်မယ်နော်တပ်ပါတီတစ်ဖက်လုံးမှာပါတီရှိမရှိတဲ့တစ်ဖက်လူကလေမင်းကိုလည်းမပြတ်နိုင်ဘူးသူကလေတကယ်ကိုသူကိုသူချစ်တာပြီးတော့သူကဆွဆာမှုရှိရနော်တပါတီရှိရနော်တပါတီနဲ့သူဒီခေးတစ်ခုရောက်သွားလောက်ပြီးခေးတစ်ခုရောက်တယ်ဆိုတာဒီဟောပေါ့နော်သူတို့ဒီလဲ serious relationship ပြောင်းသွားပြီကိုစီကလူကတခြားလူရေးတဲ့လူဖြစ်သွားတာပေါ့သူကိုလူကနေသူလူဖြစ်သွားတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့တစ်ဖက်ဒီတပ်ပါတီတွေလည်းသူ့ပေါ်မှာဆွဲလန်းတတ်တယ်ဒီသူဒီကိုစီကထွက်သွားတဲ့လူကိုလူတွေကဆွဲလန်းတယ်ဒီသူဒီကောင်းချင်မှလည်းကောင်းမယ်ဒါပေမဲ့ကိုမျက်လုံးထဲမှာသူအကောင်းဆုံးသူအတော်ဆုံးသူအချောဆုံးသူမှမရှိရင်ငါဘဝအရှင်တန်နိုင်မှုဆိုတာမျိုးခံစားရတဲ့ဆွဆောင်းမှုရှိတယ်ပေါ့နော်အဲ့ဒီပုံစံမျိုးလေးတော့မြင်တယ်အဲ့တော့ဒီမှာတော့တစ်ဖက်မှာလည်းခိုင်ခိုင်မြဲမြဲတန်ရောစင်သွားချီနေတဲ့ပုံစံမျိုးတော့မြင်တယ်ဒါပေမဲ့မင်းကိုလည်းသူကအလုပ်ပေးမှမဟုတ်ဘူးချိန်ထိုးပြီးတော့မှသူ့အတွက်အကောင်းဆုံးကိုသူရွေးချယ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒါနည်းနည်းတော့အရေးကြီးတယ်ဘာလို့လဲဆိုတော့ကိုယ့်အခြေအနေကိုအတီးဆုံးဖြစ်မှာပဲပေါ့နော်ကိုယ့်အခြေအနေကိုအတီးဆုံးပဲဒီလိုပြန်လက်ခံတဲ့လက်ခံတဲ့ဆိုတာကိုယ့်ရဲ့အခွင့်အာဏာတွေကမင်းချီကိုရောက်လာလိမ့်မယ်မင်းဘာပဲပြောစိတ်ခံစားချက်ကိုရန်ဦးစားပေးရနော်စိတ်ခံစားချက်ဦးစားပေးတယ်အုံနောက်နဲ့ဆုံးဖြတ်ရမယ့်အချိန်မှာတောင်မင်းစိတ်ခံစားချက်ကိုနည်းနည်းလေးမှမလျှော့ဘူးဒါအခုပြတ်သွားရတာသူနဲ့အဆက်အသွယ်ပြတ်သွားရတဲ့အကြောင်းရင်းကလည်းတစ်ဖက်သူရဲ့တစ်ဖက်သက်ဒီဆုံးဖြတ်ချက်ကြောင့်လည်းဖြစ်နိုင်တယ်မင်းကအဆုံးစွန်တိဆွဲထားခြင်းနဲ့မင်းရဲ့စိတ်ခံစားချက်ကချားဟိုင်နဲ့ရှင်လာရင်စိတ်ခံစားချက်ကအရေးကြီးဆုံးပဲကွာမင်းပေါ်မှာအဲ့လိုဖြစ်တယ်မင်းကလည်းတကယ်တော့နော်ရုပ်ရည်ယူပကအားဖြင့်ဖြစ်ပါစေပုံစံအနေထားအပြင်ဖြစ်စေအလောက်ကြီးချွတ်ယွင်းနေတဲ့လူမဟုတ်ဘူးတန်မှန်ကြီးကောင်းယုံထက်တောင်ပိုတယ်တန်မှန်ထက်တောင်တော်တဲ့သူမျိုးဖြစ်တတ်တယ်ဒါပေမဲ့တစ်ဖက်လူအဲ့ကြောင့်လည်းတစ်ဖက်လူကမင်းကိုလက်လွတ်ဖို့ရမှာလဲတဲတဲ့ရှက်ရှက်အစီတဝင်းဝင်းเนาะဒီပြန်ယူရမှာလဲတဲတဲ့ရှက်ရှက်အဲ့လိုတွေဖြစ်နေတယ်မင်းတို့ကြားမှာလဲ conflict တွေရှိခဲ့ကြအောင်မင်းမှလည်းမာနလေးတခုတော့ရှိတာမျိုးကိုတော့တွေ့တယ်အဲ့တော့ဒီ readings ကိုဖတ်တဲ့နေရာမှာတော့ဗာတွေ့လဲဆိုတော့မင်းတို့ရဲ့တစ်ဖက်လူဒီမင်းတို့စီကိုဘဝတစ်ခွေမှာတော့ငယ်လေးပြန်ကြွေလာအောင်မယ်တဲ့အဲ့လိုပြန်ကြွေလာတယ်ဆိုတော့မင်းတို့တအားချစ်လုံးကြီးလို့တော့မဟုတ်ဘူးတဲ့သူကိုသူချစ်လို့ဆိုတော့မျိုးလေးကိုတော့ကြွေတယ်အဲ့တော့စဉ်းစားပါနော်ဒါဒီနေ့ညအရေးတကြီးထပြီးတော့မှလုပ်ပေးလိုက်တာပေါ့နော်ဒီ readings လေးကိုကဲအဲ့တော့တခြားဘာသိချင်သေးလဲဆိုတော့ comment မှာမှတ်ပါလို့ရပါတယ်အားလုံး good night ပါ